ရွှေလင်းတို့အိမ်ကငါးဟင်းတုံးကလူကောက်ထိုးလို့ရလောက်တယ်ငါးဟင်းမကြိုက်တဲ့သူတွေနည်းနည်းမကြိုက်တဲ့သူတွေဆိုရွှေလင်းတို့အိမ်မှာနေလို့မရဘူးအိမ်မှာဒီနေ့ပဲကလိုင်းချက်စားပါမယ်ရှင်အမေကပဲပြုတ်ထားပါတယ်အမေကလူကြီးဆိုမနှက်ဆိုအဲ့ရအစောကြီးထားတာအမေလိုတော့အစောကြီးမထားနိုင်ဘူးရှင်ခဏနေဟင်းစားချက်တော့မှမို့လို့ပဲပြုတ်ထားတဲ့အိုးအလဲကောင်နေရာမှာပြောင်းပြီးတော့မိဖို့ကိုတန်ရှင်းရေးလုပ်လိုက်ပါအောင်မယ်ရှင်ဒီနေ့ဘာဟင်းအရင်ဆုံးချက်မှာလဲဆိုတော့ပဲကလိုင်းအရင်ဆုံးချက်မှာပါအဲ့ဒါကြောင့်မလို့ပဲတွေကိုအရင်ခြေထားလိုက်ပါအောင်မယ်တီးစုံပဲကလိုင်းချက်ဖို့အတွက်အိုးတင်မယ်စီတဲ့မယ်ခရမ်းညင်သည့်ချက်သွန်စီတက်မယ်အရသာထိထိမိမိလေးစားခြင်းလို့ငပိလေးနည်းနည်းလေးထည့်ပါမယ်ခရမ်းညင်သည့်ချက်သွန်လေးနည်းနည်းနုံးသွားပြီဆိုလို့ရှိရင်အရင်နဲ့ထောင်းထားတဲ့ဂျင်းနဲ့ချက်သွန်ပြူလေးထည့်ပါမယ်ရှင်တီးစုံပဲကလိုင်းဆိုပေမဲ့တီးမစုံပဲကလိုင်းမှာရှင်အိမ်မှာရှိရဲ့ခရမ်းသီးရဲ့အာလူးရဲ့ပဲထည့်ပါမယ်ဒီနေရာမှာလေးကိုစားခြင်းတဲ့အသီးနှံတွေအကုန်ထည့်လို့ရရင်နော်ရုံးမနီသီးလေးပါလို့ရှိရင်ပိုကောင်းတယ်ရှင်အရသာအတွက်စားနဲ့ဟင်းညုံမုံပဲထည့်ပါမယ်ရှင်ရွှေလင်းတို့အိမ်ကဟင်းညုံမုံကတကြားနဲ့ရောထားတာပါရှင်ဟင်းညုံမုံတွေအများကြီးစားရထင်မှာဆိုလို့နော်ရွှေလင်းတို့အိမ်ကတကြားနဲ့ရောထားတာပါရှင်ထည့်ထားတဲ့စားချိုမုံလေးအသီးနှံလေးနဲ့လုံးပြီးသွားပြီဆိုလို့ရှိရင်နည်းနည်းဣသွားပြီဆိုလို့ရှိရင်ရင်နွေးလောင်းပါမယ်ရှင်ရိုးရိုးရေစိမ်းထည့်ရင်လည်းထည့်လို့ရပါမယ်အမြန်ကျက်အောင်လို့ရင်နွေးထည့်တာပါရှင်နောက်ပြီးတော့အရန်သင်းခြေထားတဲ့ပဲတွေထည့်ပါမယ်ရှောသမမွေပြီးတော့အဖုံးလေးဖုံးပြီးတော့ခဏနှက်ထားလိုက်ပါအောင်မယ်ရှင်ရွှေလင်းကချက်တဲ့အမေကလီးစရာချွတ်စရာလိုအပ်တာတွေအကုန်လုံးအရန်နဲ့လုပ်ပေးတယ်အမေကဒူးမကောင်းလို့ရွှေလင်းကပြောတာကအမေကနည်းနည်းလေးဝလို့ဝိတ်ကြောင်မလို့ဒူးခဏနားရတာကိုပြောတာပါရှင်ဒါကတီးစုံပဲကလိုင်းထဲမှာထည့်စားဖို့တနက်လုံးသီးတွေကိုရေးစေးနေတာပါရှင်တီးစုံပဲကလိုင်းထဲမှာလေးပြင်းတော်သိရွက်ထည့်စားရင်အရန်မွေးတာပဲရွှေလင်းတို့အိမ်မှာအပေမရှိလို့ဖုံးချောင်းနဲ့တွားခူးလာတာပါရှင်ပဲကလိုင်းလဲချက်မယ်ငမုတ်စီပြန်လဲချက်ပါမယ်အရင်ဆုံးငမုတ်ငါးတွေကိုရေစင်အောင်စေးထားလိုက်ပါအောင်မယ်ရှင်ရွှေလင်းတို့အိမ်မှာဝင်နေဖြစ်တဲ့သူကအမြဲတမ်းဟင်းကောင်းစားရတယ်ဘာလို့လဲဆိုဒါသူတို့တွေတွက်ချက်နေရလေမလူနိုင်ဈေးရောက်နေရွှေလင်းကတော့ဈေးရောက်ရင်းနဲ့အမြဲတမ်းလူနေရပဲချမ်းတော့ချမ်းသာချင်တာပေါ့မချမ်းသာတော့လဲဘာတက်နိုင်မှာလဲသူများတွေကတော့ပြောတာပေါ့ဝန်ထမ်းတွေကိုဒီလောက်ကြီးထိချက်ကျွေးစရာမလိုဘူးတဲ့ဒါမဲ့လဲသူတို့တွေကကိုစီးပွားဖြစ်ဖို့အတွက်ကြီးပွားဖို့အတွက်သူတို့တွေလည်းဝိုင်းဝန်းပြီးလောက်ကင်ပေးနေရလေကိုတောင်ကောင်းကောင်းစားချင်တာသူတို့လည်းကောင်းကောင်းစားချင်မှာပဲလေကန်ကသူ့အလုပ်သူလုပ်လိုက်မယ်ရွှေလင်းကရွှေလင်းအလုပ်ကိုရွှေလင်းလုပ်တယ်ဒါလောက်ငလင်းနေလုံတာဒီနေ့မနှက်ပြန်တော့ဘာဖြစ်သွားမယ်မသိဘူးကိုတောင်မှတေးသွားမယ်ဆိုတော့အသေးဖြောင်းနေဘာလို့လဲဆိုတော့လေစိတ်ထားကောင်းကောင်းနဲ့လေအကုန်လုံးပေါ်မှာမေတ္တာထားပြီးထားလို့ကဲ sorry ဟင်းချက်ရင်လည်းခန်းစားချက်တွေရှောက်ပြောမိသွားပြီနောက်မပြောတော့ပါဘူးဟင်းချက်တာပဲဆက်ပြောပါတော့မယ်ရှင်ပုံမှန်အတိုင်းပဲစီထဲမယ်ခရမ်းညင်သီးချက်သွန်ထဲမယ်အယောင်လောက်အောင်ဆွနှွေးမုံထဲမယ်ရွှေလင်းအရသာထဲအမြဲတမ်းပေါ့နေလို့တဲ့အမေကစားချိုမုံလေးတစ်ခါလေးထည့်ပေးထားအနှစ်လေးနည်းနည်းဣလာပြီဆိုလို့ရှိရင်ချက်သွန်ပြူထောင်းထားတာထည့်ပါမယ်ငမုတ်ချက်မှာဆိုငါးဆိုနည်းနည်းညှိတယ်လေချက်သွန်ပြူနိုင်မှရမှာကဲလူတော်ထူးလို့ရလောက်တဲ့ငမုတ်ငါးတုံးကြီးနေထည့်ပါမယ်အမေတို့ငါးတုံးကြီးနေရမကြည့်ဘူးလားလို့နည်းနည်းလောက်သေးလိုက်အောင်လေးဆိုတော့အိမ်ကကလေးတွေတဲ့အတုံးကြီးစားရတာပေါ့တဲ့အတုံးကြီးသေးသူတို့ပဲစားမှာဆိုဒီတိုင်းပဲချက်လိုက်တာပါရှင်ရွှေလင်းတို့အိမ်ရဲ့ဆဲလဲလေးကတော့မနဲ့လဲဘူးညနေလဲတဘူးနဲ့ဒီဟာပဲလုံနေတာသူ့ဆိုင်တွေရောင်းပါတယ်ရှင်ငါရင်ကဂျိုးကန်ရင်စားလို့မကောင်းပါဘူးရှင်နည်းနည်းကတ်ချင်တယ်လို့ဖြစ်နေလို့ရေလေးနည်းနည်းထည့်ပြီးတော့မီးအပူရှင်ကိုနည်းနည်းပဲရတဲ့အလဲကောင်နေရာကိုပြောင်းလိုက်ပါတော့မယ်ရှင်နောက်ထပ်ဘာဆက်ချက်မှာလဲဆိုတော့ပဲကလိုင်းနဲ့လိုက်တဲ့ငါးသေးသေးလေးကြော်ပါမယ်အိမ်ကလူတွေကတော့ငါးသေးသေးလေးကြော်ဆိုလို့ရှိရင်ကျွတ်ကလေးကြိုက်ပေမဲ့ရွှေလင်းကကြတော့အရန်ကြော်ရင်မစားတတ်ဘူးဒါပေမဲ့လည်းအိမ်ကလူတွေကများစားမှာဆိုကျွတ်လေးပဲကြော်ပေးလိုက်ပါမယ်ရှင်အိမ်မှာရွှေလင်းကိုယ်တိုင်ဟင်းဝင်ချက်နေရရွှေလင်းတို့အိမ်မှာထမင်းချက်မရှိလို့မဟုတ်ဘူးနော်ထမင်းချက်ကရှိပါတယ်ရှင်အမေနဲ့တူတူအချိန်နေကုံဆုံးချင်တာရဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကအမေစီကဟင်းချက်လက်ရာတွေတင်ချင်တာပါရှင်ရွှေလင်းအိမ်တောင်ကြတဲ့အခါကြလို့ရှိရင်မိသားစုဘဝမှာကောင်းကောင်းမွန်မွန်နဲ့ချက်ပြုတ်ကျွေးမွေးခြင်းလို့ပါရှင်ငါးသေးသေးလေးအဆက်ကြော်လည်းရသွားပြီဆိုတော့ရွှေလင်းစားခြင်းနဲ့ချင်းမောင်ကြော်လေးကြော်စားပါမယ်ရှင်ငါးသေးသေးလေးကြော်ထားတဲ့အိုးမှာပဲငါးကြော်ထားတဲ့စီလေးနည်းနည်းထည့်ပြီးတော့ခရမ်းညင်သီးချက်သွန်ငပိဒါတွေအရင်ထည့်ပါမယ်ပစွန်ကြောက်လေးလည်းတစ်ခါရဲကြော်လိုက်ပါမယ်ငပိတွေကိုခြေပြီးတော့နည်းနည်းကြစ်လာပြီဆိုလို့ရှိရင်မြစ်လေးထည့်ကြော်ပါမယ်မြစ်နဲ့ချင်မောင်ရဲ့ကြော်ကစီအရန်ကြိုက်ပါရဲ့ရှင်ချင်မောင်ရဲ့လေးဣနေအောင်စီနဲ့နှက်မှပဲရတာပါရှင်ငါးသေးသေးလေးကြော်ထားတဲ့စီတွေကပိုနေရတဲ့ရွှေလင်းကစီလေးနည်းနည်းထည့်လိုက်ပါရဲ့ရှင်ချင်မောင်ရဲ့လေးရောတစ်ခါရဲထည့်ပြီးတော့ကြော်လော်လိုက်ပါအောင်မယ်ရှင်ငမုတ်ငိုင်းအိုးလေးကစီပြန်သွားပြီဆိုအနက်မွေအောင်ပင်စိမ့်လေးခတ်ပါမယ်ရှင်ငမုတ်ငိုင်းစီပြန်လေးကမွေးနေရပဲစားကျင်စရာကြီးမြင့်နဲ့ချင်မောင်ရဲ့ကြော်ကစားချိုမုံမထည့်ရသေးလို့အရသာလေးနည်းနည်းထည့်လိုက်ပါအောင်မယ်ရှင်နောက်ထပ်9မိနစ်10မိနစ်လောက်ကြော်လော်ပြီးသွားပြီဆိုလို့ရှင်မြင့်ချင်မောင်ကြော်လေးကချက်ပါပြီရှင်အလူတစ်ခုနေ့စဉ်ပြူပါရှင်စွန်းညရင်တွားမနက်ကစွန်းလောင်းမှုချက်ထားတဲ့ငချောင်းနဲ့ကြိုင်ငါးသီးပါရှင်ငမုတ်ငိုင်းစီပြန်စားကျင်စရာကြီးတကယ်ကိုမွေးကြိုင်နေရပဲကြီးပေရှယ်ပေလှပေဆိုတဲ့ငါးသားတုံးကြီးကိုစွန်းညရင်တွားခူးပေးလိုက်ပါ
မယ်ရှင်ရွာဖုံးညောင်းအတွက်စွန့်ညံကိုအမြဲတမ်းကောင်းကောင်းမွန်မွန်ပြင်ဆင်ပေးဖြစ်ပါရဲ့ရှင်ဒီနေ့ဟင်းနေရတော့ရှေ့ရဲပဲတီးစုံပဲကလိုင်းလည်းကြက်ပြီဆိုတော့စွန့်ညံရဲ့အတွက်ခတ်ပေးလိုက်ပါမယ်ရှင်စောင်းနှင်းဆိုတော့ပဲမြစ်တွေလည်းပေါ်နေပြီရှင်နေလည်းနေခင်းကြလို့ရှင်စီလေးစားလေးနဲ့အပြင်းမြေစားလို့ရအောင်ပြုတ်ထားလိုက်ပါအောင်မယ်ဒီနေ့ရဲ့အတွက်ဟင်းနေစုံအောင်ချက်လို့ပြီးသွားပါပြီဒီနေ့ဟင်းရဲ့အတွက်ဆက်ကငမုတ်စီပြန်ဟင်းရဲ့တီးစုံပဲကလာဟင်းရဲ့ငါတီးတီးလေးအဆက်ကြော်ရဲ့ရွှေလင်းစားခြင်းနဲ့မြင့်ချင်မောင်ကြော်လေးရဲ့ပါရှင်ရွှေလင်းချက်တဲ့ဘိန်းလေးမြတ်စားခြင်းနဲ့ဖြည့်ခဲ့ကြပါအောင်နော်